ဟုတ်ကဲ့ကျမနာမည်ကတော့မခိုင်ဆောင်ဝင်းမှာကျမသမီးနာမည်ကတော့38 degree ဆိုပါရှင်ဟုတ်အသက်ကတော့6နှစ်ပါရှင်ကလေးကတော့အရန် active ဖြစ်တဲ့ကလေးပေါ့နော်အမြဲတမ်းတက်ကြွနေတယ်ပေါ့သူကအမြဲတမ်းလှုပ်ရှားနေတတ်တဲ့ကလေးမျိုးပေါ့နော်အောင်းတင်ကြရေးမှာလည်းသူနည်းနည်းငြိမ်ငြိမ်မနေနိုင်တဲ့ပြဿနာလေးတွေတော့ရှိရပေါ့နော်အမြဲတမ်းသူလှုပ်စီလုပ်နေရဆိုတော့လေဟုတ်စိတ်လည်းနည်းနည်းစိုးတတ်တယ်နည်းနည်းတော့မဟုတ်တော်လေးပေါ့နော်စိတ်ဆိုးနေရလေးဒီခါကျလို့ရှိရင်လည်းသူဝန်းနေရမျိုးလေးရှိတဲ့ကလေးပေါ့ဟုတ်ကျမတို့လည်းဒါကြားရတယ်လေနော်မိဘချင်းချင်းပြန်ပြီး sharing လုပ်ကြပါဘောနော်လုပ်တဲ့ခါကျတော့ဒါကျမသမီးလေးကတော့ဒီလိုမျိုးပါဆိုမိဘချင်းချင်းပြောပြကြတဲ့အချိန်မှာမိဘတွေကပြန်ညွှန်းပေးရပေါ့နော်ဒီမှာထားကြည့်ပါပေါ့ကလေးလေးသိတာတယ်ပေါ့နော်ဟုတ်အဲ့ဒါကြောင့်မို့ဒီ mic ကိုတစ်ချက်ရွေးကြည့်ရပါရှင်ဟုတ်ထားကြည့်ရပါအရေးပါတာပေါ့အထူးကကလေးတယောက်ကပျော်နေရမယ်လေနော်ကလေးဆိုတာခုနပြောသလိုပဲပျော်နေဖို့အရေးကြီးရပေါ့နော်ဆိုတော့ပျော်ဖို့အတွက်ပြီးလို့ဆိုလို့ရှိရင်တို့ဒါသူတို့ရဲ့စိတ်ခံစားချက်တွေကိုမှန်မှန်ကန်ထုတ်ဖော်ပြဖို့ကအရန်ရေးကြည့်ရပါဟုတ်ပြောင်းလဲရတော့အများကြီးပြောင်းလဲရရှင်ဘလို့ပြောင်းလဲဆိုတော့ခါတိုင်းဆိုလို့ရှိရင်ဒီတင်နန်းမတက်ခင်ပေါ့နော်ဒီတင်နန်းမတက်ခင်မှာဆိုရင် तू ကစိတ်ထဲမှာ तू ကစိတ်ဆိုးစရာတွေနဲ့ပြည့်နေကလေးပေါ့နော်ကျွန်မတခြားသူတို့ဒီပညာရေးနဲ့ပတ်သက်တဲ့တင်နန်းတွေသွားထားတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ teacher တွေက feedback ပေးရပေါ့နော်ကလေးကစိတ်ဆိုးလွယ်တယ်ပြီးဆိုလို့ရှိရင်အများနဲ့ तू ကစိတ်ဆိုးစရာတွေပဲ तू ခေါင်းထဲမှာပြည့်နေတယ်နောက်တစ်ခါကျတော့ဝမ်းနေတယ်ပေါ့နော် तू စိတ်ထဲမှာ तू ကဒီပုံဆွဲတာဝန္ဒနာပါတဲ့ကလေးပေါ့နော်ဆိုတော့ तू ပုံဆွဲပြီဆိုလို့ရှိရင် तू ကဆက်ဖြစ်တဲ့ပုံလေးတွေဆွဲပေါ့သူအမြဲတမ်းသူဆက်ဖြစ်နေတယ်ပြီးဆိုလို့ရှိရင်သူအသေးလေးတွေကိုယ်ရတဲ့ပုံတွေသူဆွဲတယ်ပေါ့ဆိုတော့ခြေတွေကပြောတယ်ပေါ့နော်အခုဒီဟာ join တာကျမတို့ဒါဆို4လလောက်ရှိသွားပြီပေါ့နော်4လလောက်ရှိသွားတဲ့အချိန်မှာဆိုရင်အမှန်တော့2လလောက်ခဲ့သူတိတာပါတယ်တိတာရယ်ပေါ့နော်အဲ့အချိန်မှာဆိုရင် तू ကပျော်တယ်ပေါ့နော်အဓိကကလေးကိုကြည့်လိုက်ဘာဖြစ်လဲဆိုတော့ तू ပျော်တယ်သူ့စိတ်ထဲမှာပျော်တယ်ဘာစိတ်ဆိုးတယ်စိတ်ကတော့ဆိုးလုံးပဲစိတ်ဆိုးတယ်ဒါပေမဲ့အဲ့စိတ်ဆိုးပြီးတဲ့နောက်မှာ तू ပျော်တယ်ပျော်ပြီးတဲ့ခါကျတော့နောက်ဒီတင်ကြားရေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲအရင်ဆိုစာလုံးဝမရေးဘူးပတ်ပြေးနေရပေါ့အခုတော့ရေးလာပြီပေါ့တမျက်နှာဆိုရင် तू တဝက်လောက်တော့ तू ရေးတယ်အခုဆိုလို့ရှိရင် तू ကတမျက်နှာလုံးကို तू အချိန်ပေးပြီးတော့ तू ရေးလာပေါ့စိတ်ထဲ तू ညင်လာပေါ့နော်အရင်တော့အဲ့လိုပတ်ပြေးနေရမျိုးတွေမဟုတ်တော့ဘဲနဲ့ तू ရေးစရာရှိအောင်ရေးပြီးတဲ့အချိန်ကျမှပဲ तू ကပြန်ပြီးတော့ပြေးတာမျိုးဖြစ်သွားတယ်ပေါ့ဟုတ်အများကြီးတော့ပြောင်းလဲပါတယ်ရှင်ဟုတ် discuss တော့မလုပ်ဖြစ်ဘူးဒါပေမဲ့ तू ကတော့လုပ်ပြပေါ့နော်မေစိတ်ဆိုးလာလို့ရှိရင် तू လုပ်ပြရတာလေးရှိရပါလဲဆိုတော့အရင်စိတ်ဆိုးနေပြီလို့ပြောပြီးလို့ရှိရင်မအော်ရအောင်နော်မေဘယ်လိုစိတ်ဆိုးရမလဲဆိုတော့ तू အဲ့နံရံကြီးကိုပြေးပြီးလို့ရှိရင်तू ဒီလိုတွန်းရတယ်ပေါ့ပြီးဆိုလို့ရှိရင် तू စိတ်ဆိုးလာပြီဆိုလို့ရှိရင်ဘာလို့ဆိုတော့ तू တက်ရှူရယ်ပေါ့နော်တက်ရှူရယ်ပြန်ထုတ်တယ် तू အဲ့လိုသူ့ကိုယ်နဲ့ तू စိတ်ပြေအောင် तू လုပ်ပြရတယ်ပေါ့နောက်တစ်ခါကျတော့ तू တီချေကတင်ပေးရဲတဲ့စိတ်ဆိုးလို့ရှိရင်တဲ့မုံစားလို့ရတယ်တဲ့ရေတောက်လို့ရတယ်ဆိုတော့စိတ်ဆိုးလာပြီကွာဆို तू ပြေးပြီးလို့ရှိရင် तू ရေတွေတောက်တယ်မုံတွေစားပြ तू အဲ့လိုလေးတော့ပြန်ရှင်းပြတယ်ရှင်ကြည့်ရတော့တစ်လနဲ့ဆိုတော့တိတ်မသိတာဘူးထင်တယ်ဘာလို့ဆိုတော့တစ်လမှာကျမတို့ကဒါရှစ်ချိန်ပဲပေါ့နော်တစ်လနဲ့တော့မသိတာနိုင်ဘူးဆိုတော့2လဆိုတော့ तू သိတာပြီတော်တော်လေးသိတာပြီပေါ့ခုနပြောသလိုကလေးတွေကတော့ကလေးတဘာကတော့ရှိနေမှာပဲလေအရင်လုံးဝချိန်သွားမယ်လို့တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ခုနပြောသလို तू ရဲ့စိတ်ဆိုးတွေရဲ့စိတ်ဆိုးတဲ့ဟာလေးကို तू ဘယ်လိုထုတ်ပြရမလဲနောက်တစ်ခါကျတော့ဘယ်လို control လုပ်ရမလဲဆိုတော့ तू ဒါလုံနိုင်သွားတယ်ပေါ့လုံတက်သွားတယ်ပေါ့ဟုတ်ကျမအနေနဲ့ပြောရမယ်ဆိုတော့ဒါ4လလောက် join ပြီးတဲ့ချိန်မှာတော့ကျမတော့အရန်စင်ပြေရပေါ့ကျမအနေနဲ့တော့လေအရန်စင်ပြေရကလေးကလည်းခိုင်းတဲ့ကို100%စိတ်ဆိုးရဆိုရင်50% လောက်တော့ तू အဲ့လောက်တက်တာတယ်ပေါ့ရော့သွားတယ်ပေါ့ဟုတ်အခုချိန်ကြီးလဲ share တော့မှာပဲမိဘတွေစုံနေဆိုလို့ရှိရင်ကျမသမီးပြောင်းလဲသွားတာလေးပြောပြပြပါတယ်မိဘချင်းချင်းလေဘယ်လို share ပေးခြင်းလဲဆိုတော့ကလေးကိုပျော်စေခြင်းနဲ့ဆိုရင်ပြီးတော့ကလေးရဲ့စိတ်ပိုင်းဆိုင်ရာလေးကိုမှန်မှန်ကန်ကန်လေးနဲ့ညင်ကြီးချမ်းချမ်းရှိစေခြင်းနဲ့ဆိုရင်တော့ဒီမှာ join တင်တယ်ပေါ့နော်အရန်recommend ပေးပါတယ်လို့ဟုတ်